ချိန်မီပြန်လာဘူးလောင်နေတဲ့စပွဲများဘာမင်းတွေရစားတာကုန်လုံးကခန္ဓာပြတာလူဆိုတာကဘာမှရှိအောင်မလားကျွန်တော်စစ်တီးပွဲစီကိုပေါင်းထားတယ်။ဒါကြောင့်မို့ဝင်ရောက်ရှိတဲ့ကတော့ကျောင်းပေါင်းဆက်ကျောင်းမှာပြည်စတဲ့ကျောင်းပြောင်းနေနေပြောင်းဒီစိတ်ကိုမှလည်းပြောပြ